ထတော့လွတ်ပြီဟေးကြော်ကြကြီးအမေကြီးပါဗျာမြန်လိုက်တာဗျာဒါပြီမြန်လိုက်好嘛吧，ဒီပလဲပေါင်းများနဲ့မီးရည်ကုန်များကအောက်ခြေရောက်ရင်ရေးတော့တယ်ခင်ဗျအန်တယ်မရှိပါဘူးမမအမတမဒီတော့လောက်ကဆိုလွတ်တင်စီရင်ထားတဲ့စီစဉ်ထားတဲ့ဒီဝန်းကျင်အင်းလို့ဖြစ်ပါတယ်ခင်ဗျာဒီလွတ်တင်စီရင်တဲ့ဒီဝန်းကျင်ကြီးအားဆိုရင်လက်တော့များဥပ္ပဘူးရောပြီးအောက်ပြန်ကိုလောက်ကဆိုထွက်ခွာနေတဲ့မြေကုန်ပဲဖြစ်ပါတယ် မောင်းပေါ်ရောက်လာပြီ ဒီကုန်းနဲ့ဒီပလဲပေါင်းများဒီကြိုင်တာများဆက်ချက်နေတဲ့မြေကုန်ဖြစ်ပါတယ်ခင်ဗျာ ခုလိုရင်ကပရာမခေါင်းပေါ်တဲ့ရောက် ။ဒီရထက်မှာဒီပလေးကမြန်ဆက်ဆင်းနေတဲ့ဘုံတရလည်းဖြစ်ပါတယ်။စီစမကထပ်တဲ့နေတဲ့မြေခွင်းဟာမိတို့ရဲ့ကြံတမ်းမှုဆိုင်တဲ့အမှတ်များရယူနေတဲ့မြေခွင်းပဲဖြစ်ပါတယ်ခင်ဗျာ။ ဒီမဲ့တော့ဒီမှာဖွဲ့ပြန်ပြီထွက်ပြီ ဒီကုတော့အမေရိကန်တို့တည်စီတိုင်းတဲ့မိတို့နိုင်ငံကိုလက်ကောက်အားပါနေတာချင်းချင်းပေးလိုက်ပါဦးခင်ဗျာ။ ရပြီ ဒီကနေ့ကတော့ဒီလိုပဲဒီကောင်းတဲ့ဒီမှာခေါင်းပါပါဖြစ်ပါတယ် ဟေးတော်တယ် very good ဒီတော့ဆက်ကြတယ်ဆက်ကြနေတဲ့မြေကိုဖြစ်ပါတယ်ခင်ဗျာဒီလိုနဲ့ဒေတာဝင်ကြောင်းမှာဒီလိုတည်းရှိတဲ့